ချစ်သူတဒန်စနေကြောမှာအခုလိုလူသိရှင်ကြားဝါစုမိုးကိုလက်ထက်ခွင့်တောင်းခဲ့တဲ့ဖြိုလေချစ်သူတဒန်ကြားလာရင်ယူဤသွားတတ်ကြတယ်ဆိုပေမဲ့အဲ့ဒီလိုစုံတွေထဲမှာတော့ဖြိုလေးနဲ့ဝါစုမိုးတို့မပါဝင်ခဲ့ဘူးဆိုတာအခုလိုမျိုးသက်သေပြခဲ့ပါပြီရှင်အချိန်ကြာလာလေးတန်ရုံးစင်ပို့ခိုင်းမလေးဖြစ်လာပြီးတော့တယောက်ကြောင့်တယောက်သေးကရှစ်ဆက်ဖို့ပို့ပြီးတော့အတိတ်ပဲရှိလာခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်လည်းဖြိုလေးကချစ်သူမိန်းကလေးဝါစုမိုးကိုအခုလိုမျိုး surprise တိုက်ချလိုက်တာကြောင့်ပြည်သက်တွေကြောင့်ပွဲစုသွားခဲ့ပါပြီ။အဲ့ဒါကတော့စနေဖွဲ့ဝင်ကျုပ်ဖြစ်တဲ့ဖြိုလေးကတချင်းဆိုနေစဉ်တွင်မှာပြည်သက်ထောင်ပေါင်းများစွာရဲ့ရှိမှာအချစ်သက်သေးထူလို့တချင်းတီဆိုရင်းနဲ့ပဲဝါစုမိုးကိုလက်ထက်ခွင့်တောင်းခံလိုက်တာဖြစ်ပါတယ်။ Snell Life Show ဝဲကို Hexagon Complex မှာကျင်းပခဲ့တာဖြစ်ပြီးတော့အခုလိုလက်ထက်ခွင့်တောင်းခံလိုက်တာပါဖြိုလေးက Will you marry me ဆိုပြီးတော့လက်ထက်ခွင့်တောင်းခဲ့တာဖြစ်ပြီးဝါစုမိုးကလည်း yes ဆိုပြီးတော့ပြန်ဖြေလိုက်ပါပြီနော်။ဒါကြောင့်မကြခင်အချိန်တမှာတော့ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာဝဲကိုပြည်သက်တွေကတော့မြင်ကျင်တွေ့ကျင်နေကြပါပြီ။ဒါပေမဲ့သူတို့နှစ်ယောက်စလုံးကတော့ရိုးရိုးရှင်းရှင်းနဲ့ခင်မရတဲ့မိတ်ဆွေတငယ်ချင်းတွေနဲ့သာမင်္ဂလာဝဲကျမကျင်တဲ့စိတ်ရှိကြတာကြောင့်သူတို့ရဲ့မင်္ဂလာဝဲကိုတော့ private ဆန်ဆန်ကျမသွားမလားဆိုတာကတော့မသိရသေးပါဘူး။ဝါစုမိုးနဲ့ဖြိုလေးတို့ကချစ်သူတက်တန်းစနစ်နဲ့ကြော်ရှိနေကြပြီဖြစ်ပြီးပြည်သက်တွေကတော့နှစ်တက်တန်းကြားလာတဲ့သူတို့နှစ်ယောက်ကိုအမှန်တကယ်ကိုလက်တွဲစီခြင်းနေခဲ့ကြတာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးဆယ်စုနှစ်ကြာလက်တွဲခဲ့ကြတဲ့ဇုံနဲ့တော်တော်များများကမပေါင်းဖက်ကြရတာရှိမှလည်းတာတကားတွေအများကြီးရှိခဲ့လို့ပါပဲ။ဒါပေမဲ့တစ်ဖက်မှာလည်းချစ်စစ်ဆိုတာတကယ်ရှိတယ်ဆိုတာလက်တွေ့ပြသခဲ့ကြတဲ့အခြေအနေတွေလည်းရှိနေသေးပါတယ်နော်။စနေအပွဲဝင်လည်းဖြစ်တယ်လို့တယောက်ဆောင်တယောက်လည်းဖြစ်တဲ့နေဝင်ကလည်းချစ်သူတက်တန်းကြာမြမအခုလိုမျိုးပဲ stage ပေါ်မှာပြည်သက်ထောင်ပေါင်းများစွာရဲ့ရှေ့မှာလက်ချက်ခွန်တောင်းခဲ့တာပြည်သက်တို့လည်းအသိပါပဲ။ rapper တွေရူရင်တော့ဘယ်သူမှကိုလိုက်လို့မမီနိုင်ပါဘူးနော်။နေဝင်နဲ့အချစ်ချော်တို့ကလည်းအချစ်စစ်ဆိုတော့တည်တည်ပြသခဲ့ကြသလိုအခုဆိုရင်သမီးဦးလေးကိုပိုင်ဆိုင်ထားပြီးဖြစ်တယ်လို့အများအားကြရတဲ့အိမ်တော်ကြီးကိုလည်းပိုင်ဆိုင်ထားတယ်လို့ပြောရမှာပါ။ဒါကြောင့်လည်းဘလို့အခြေအနေမှာပဲဖြစ်ဖြစ်တစ္ဆာတရားကိုတန်ဖိုးထားတဲ့စနစ်အဖွဲ့ဝင်တွေရဲ့စိတ်ဓာတ်ကိုပြည်သက်တွေကတော့ချီးကျူးနေကြရတာဖြစ်ပါတယ်။တချို့သောနိုင်ငံကျော်အစိုးရကြီးတွေကတော့မအောင်မြင်ခင်ကလက်တွဲခဲ့ကြတဲ့ပေးဆက်ခဲ့ကြတဲ့ခြေသူတွေကိုအောင်မြင်လာတဲ့အချိန်မှာတော့ပြပေကအစ်စ်တယောက်နဲ့လက်တွဲသွားခဲ့ကြတာတွေကလည်းအမှုပညာလောကအစိုးရလောကမှာအားလုံးလည်းတွေ့မြင်နေကြရတာပါ။ဖြိုလေးကလည်းတိတ်မအောင်မြင်ခင်အချိန်ကလေးကဝါစုမိုးနဲ့တွဲနေခဲ့ကြတာဖြစ်ပြီးအဲ့ဒီအချိန်လုံးကတော့ဝါစုမိုးကအမှုပညာလောကမှာပြည်သက်လက်ခံအားပေးမှုများစွာရရှိနေတဲ့အတက်လက်ဖြစ်ပါတယ်။အခုဆိုရင်တော့ဖြိုလေးကအဆူရောဖြစ်တာမကတရုတ်ဆောင်အလုပ်တွေကိုပါလောက်ကင်နေတာဖြစ်ပါတယ်။ဝါစုမိုးကတော့ချစ်သူကောင်းပြီးသားစွာပဲဖြိုလေးရဲ့ဘေးမှာလိုအပ်သမျှလိုက်လံဖြည့်ဆည်းဆောင်ရွက်ပေးနေတဲ့ပါရမီရှင်လေးဖြစ်ပါတယ်။ဒါကြောင့်လည်းလိုက်ဖက်ညီလာတဲ့သူတို့ဇုံတွေလေးကိုပြည်သက်တွေကတော့ဘယ်ချိန်များလက်ထက်သွားမလဲဆိုပြီးတော့စောင့်မျှော်နေကြရတာဖြစ်ပါတယ်။အခုတော့အားလုံးရဲ့ဆန္ဒပြေဝခဲ့ပြီလို့ပြောရမှာပါနော်။ဒီလိုမျိုး stage ပေါ်မှာလက်ထက်ခွင့်တောင်းမြန်တော့လေအမြင်တစ်မျိုးနဲ့ပြောဆိုဝေဖန်မှုတွေလည်းရှိနေသေးပါတယ်။အချိန်တော်ကြာတွဲလာပြီးမှအခုချိန်မှာလက်ထက်ခွင့်တောင်းတာကြောင့်ဝေဖန်ခံနေရသလို